တစုံတစ်ယောက်ကသူတစ်ပါးမကောင်းချောင်းသူတစ်ပါးရဲ့အတင်းအဖျင်းကိုလာပြီးတော့ပြောနေပြီလားသိကြပါတယ်အဲ့ဒီလူကကိုယ့်ရဲ့မကောင်းချောင်းကိုလည်းတခြားတဦးတစ်ယောက်ကိုတော့ပြောပါလိမ့်မယ်သူတစ်ပါးမကောင်းချောင်းကိုလာပြောတဲ့အခါမှာမျက်နှာထီမျက်နှာထားနဲ့ပြုံးပြုံးရွှင်ရွှင်ကြီးနဲ့ဟန်ပန်အမူအရာတွေနဲ့အားရပါရအတူတူသူတစ်ပါးမကောင်းချောင်းကိုပြောဆိုပြီးသွားပြီဆိုရင်တော့ကိုမကောင်းချောင်းကိုလည်းပဲအဲ့ဒီလိုပြောတဲ့အခါမှာပြုံးပြုံးကြီးလက်ခံနိုင်အောင်ကြိုးစားထားပါ။ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့လူတော်များများကသူတစ်ပါးမကောင်းချောင်းသူတစ်ပါးရဲ့အားနည်းချက်ကိုသာအားရပါရနဲ့ကိုထမင်းကိုစားပြီးတော့မှပြောကျင်ကြတာဒါပေမဲ့ကိုအကြောင်းကိုသူများကပြောလာရင်တော့နည်းနည်းလေးတောင်အထိမခံနိုင်ကြဘူးအဲ့တော့ဦးဇင်းတို့စဉ်းစားကြည့်ပေါ့တမတ်ကြရိုးရိုးလေးပဲစဉ်းစားကြည့်ဘာတရားအတိမှမစဉ်းစားနဲ့ဘာတရားမှနှလုံးမသွင်းနဲ့ရိုးရိုးလေးပဲစဉ်းစားကြည့်ပါကိုအကြောင်းမကောင်းပြောတာမကြိုက်ရယ်သူတော်ဘာမကောင်းကြောင်းကိုလည်းမပြောမိအောင်ဆင်ခြင်ရမှာကိုအကြောင်းအတင်းပြောတာမကြိုက်ရင်သူတော်ဘာအကြောင်းအတင်းမပြောမိအောင်ဆင်ခြင်ရမှာဟောဒီကဘာကြီးမှာလေဒီကဘာကြီးတစ်ခုလုံးသာတဲ့ရေကြောင့်ပျက်စီးရင်ပျက်စီးသွားလိမ့်မယ်မီးဘေးကြောင့်ပျက်စီးခြင်းပျက်စီးသွားလိမ့်မယ်လေမုန်တိုင်းဘေးတွေကြောင့်ပျက်စီးခြင်းပျက်စီးသွားလိမ့်မယ်ဘေးအမျိုးမျိုးကြောင့်ဒီကဘာကြီးသာပျက်စီးရင်ပျက်စီးသွားလိမ့်မယ်ကိုလှုပ်ထားတဲ့ကုသိုလ်ကံတွေအကုသိုလ်ကံတွေမကောင်းတဲ့အကြောင်းတရားတွေကောင်းတဲ့အကြောင်းတရားတွေကတော့ဘယ်အရာကမှဖျက်ဆီးလို့မရဘူးအမြဲတမ်းကိုယ့်နောက်မှာအရေးတစ်ဖွဲ့လိုက်ပြီးတော့အကျိုးပေးနေမကောင်းကြောင်းတွေလုပ်ရင်တော့မကောင်းတဲ့အကျိုးတရားတွေခံစားရမှာပဲเนาะတန်တရားတွေနောက်တွေကိုအသာထားလိုက်အောင်ယခုခေတ်ထဲမှာအင်မတန်မှမြန်ပါတယ်ဒီဘဝမှာတွေပဲပြန်ပြီးတော့ဝက်လေရတာတွေပိတ်ဆက်ရတာတွေအများကြီးရင်တွေ့နေရတာပဲဒါကြောင့်ကောင်းတဲ့အကျိုးတရားကိုခံစားခြင်းရင်စိတ်ချမ်းသာခြင်းရင်ကောင်းတာတွေပဲလုပ်ပါကောင်းတဲ့အကြောင်းတရားတွေပဲလုပ်ပါကောင်းတာတွေပဲပြောပါကောင်းတာတွေပဲလုပ်ပါကောင်းတဲ့အတွေးတွေပဲတွေးပါလူတိုင်းကိုကောင်းခြင်းမင်္ဂလာ